တစ်တော့ရနောက်ကြဒီလမ်းခင်းမှတင်နေလမ်းရှုံကြီးလည်းမဖြစ်တော့လေတစ်တော့ထားတာဟက်စကီနဲ့လည်းမတိတာထားတာဟုတ်တော့တန်လီကတန်လီကဟာတော့တက်နေရတော့တာပါပဲလားကွာရှေ့တော့မရောက်ခင် view point ဒါတော့ဖြောင်းနေတာဝင်ကြည့်ဖြောင်းနေတာဝင်ကြည့်ဒီကတော့တိုက်တောက်មកတော့ဖြောင်းနေတာဝင်ကြည့်ပြောတော့ဘယ်နားမှလည်းမသိဟုတ်ကဲတော့အခန်းလေးလမ်းတွေ့ရတဲ့တောင်လေးသူ့ဒီတော့ရောက်လာပြီပေါ့နော်ဆက်ဆက်မြပြဒီတဲ့ထိုင်ကြပြီဘယ်တက်လာလဲမသိဆက်တက်မယ်ဒီတောင်ကျွန်တော်တို့အခန်းလမ်းတွေ့ရကျွန်တော်အခန်းဒီနေရာခဏနေမှာရှာမယ် Okay let's go ဒီတက်ကြဟေးရောက်တော့ပဲကောင်းလို့ဒီဟာမတော်မနောက်ပုံတော့ရှိတယ်လားခဏမားနေလားရောက်တော့မယ်ဒါတော့တွေ့တဲ့အတိုင်းအချင်းက9နိုင်ထိုးကြော်ပါပြီတော့ဟိုးမှာကျန်နေတယ်လို့အဲ့ဒါတော့မှာလေယာတိုက်ဟေးလက်လူကြီး6ရောင်မိုးဘွားကျလာပြီမိုးဘွားကျလာပြီတော့မျိုးပြနော်ရုပ်တော့ဒီခံကြည့်ပေါ့နော်ကြော်တယ်မချုံးမျိုးပြရောက်ခဏမိုးရွာလာတယ်။အောင်ကရောက်ခဏမိုးရွာလာဘယ်တော့မလို့တောင်ပေါ်ရောက်ခဏဒီပေါ့မိုးရွာလာပါတယ်။ချီလေးနဲ့မိုးရွာ